ပိုင်းရေဒီယိုသတင်းတွေကိုလက်နက်ကနေဓာတ်ရိုက်တင်ဆက်ပေးနေပါတယ်။ပင်လယ်ကွေ့စစ်ပွဲကြောင့်ကမ္ဘာရေနံဈေးတက်နေချိန်မြန်မာမှာကောဝယ်တဲ့ဟာတော့ဆန်းနိုင်တဲ့ပြည်ချတော့ဒီတစ်ပြည်ဝယ်လို့ရပြီလေ။ဘာလဲဆိုတော့ဒီတော့ကလည်းအနိုင်ကြီးနဲ့ရမှာပေါ့။စကိုင်းတိုင်းပလဲမြို့နယ်မှာဘိုးနဂါစစ်တပ်စီလက်နက်ချပြီးတဲ့နောက်စစ်ကြောင်းထိုးခံနေရလို့ဒေသခံတွေအခြေအနေကတက်ချက်ခံရတာတော့မရှိသေးဘူးဖမ်းဆီးခံရတာတွေတော့ရှိတယ်ဗျဒီပလဲနာထွက်ကြတဲ့ကောကဒေသခံတွေဖမ်းဆီးသွားတာတွေရှိတယ်ဗျဒီအကြောင်းနဲ့ဒီနိုင်ငံတကာသတင်းတွေနားဆင်ရဖို့ရှိပါတယ်ကျမစန္ဒာဝင်းပါရှင်အစ္စရေးဟာအီရန်ကပြစ်မှတ်တွေနဲ့အတူလက်ဘနွန်မြို့တော်ဘေရွတ်ကိုဆက်လက်တိုက်ခိုက်နေပါတယ်။အီရန်ရဲ့မဟာမိတ်ဟစ်ဇ်ဘိုလာအဖွဲ့ကိုလေကြောင်းကနေတိုက်ခိုက်နေတာလို့အစ္စရေးစစ်တပ်ကပြောပါတယ်။လက်ဘနွန်နဲ့ငြိမ်းချမ်းရေးရဖို့အမေရိကန်ကဂျားဝင်ညှိနှိုင်းပေးနေတဲ့ကြားကအခုလိုအစ္စရေးကလက်ဘနွန်ကိုထပ်မံတိုက်ခိုက်လာတာပါ။ဘေရွတ်မြို့မှာဒေသခံအရက်သားယာနဲ့ချီထွက်ပြေးနေရပြီးအစ္စရေးနဲ့နယ်စပ်ကရွာပေါင်း30ကျော်ကဒေသခံထောင်တောင်းချီအိုးအိမ်ဆွန့်ခွာကြဖို့အစ္စရေးကသတိပေးထားပါတယ်။လက်ဘနွန်စစ်တပ်ဟာတောင်ဘက်စီကိုတက်ဆုတ်နေပြီဆိုတဲ့သတင်းတွေလည်းရရှိပါတယ်။အမေရိကန်တပ်တွေကလည်းအီရန်ဘာသာရေးအဆောင်တပ်တွေနဲ့ထိန်းချုပ်ရေးစင်တာတွေကိုတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ပြောသလိုလေကြောင်းကာကွယ်ရေးစနစ်တွေဒုံးကျည်တွေအပြင်ဒရုန်းတွေအသုံးပြုပြီးတိုက်ခိုက်နေတယ်လို့ပြောပါတယ်။အီရန်တောင်ပိုင်းမှာတော့စာသင်ကျောင်းတိုက်ခိုက်ခံရမှုအတွင်းသေဆုံးသွားတဲ့သူတွေရဲ့ဇာပနကိုလူအများအပြားတက်ရောက်ခဲ့ကြပါတယ်။အီရန်အစိုးရမီဒီယာမှာဖော်ပြချက်အရမင်ဘတ်မြို့မှာအမေရိကန်နဲ့အစ္စရေးရဲ့တိုက်ခိုက်မှုပထမဆုံးနေ့မှာကျောင်းဝန်ထမ်းတွေနဲ့စာသင်နေတဲ့မိန်းကလေးစုစုပေါင်း165ယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကတော့အမေရိကန်တပ်ဖွဲ့တွေဟာစာသင်ကျောင်းတစ်ကျောင်းကိုပြစ်မှတ်ထားပြီးတိုက်ခိုက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။အီရန်ကလာဂျန်နီအဖွဲ့ကတော့ပြီးခဲ့တဲ့စနေနေ့ကစလို့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းအီရန်မှာလူပေါင်း988ယောက်အထိသေဆုံးခဲ့ရပြီလို့ဆိုပါတယ်။အစ္စရေးစစ်တပ်ကလည်းအီရန်သမ္မတရုံးနဲ့ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီရုံးကိုဘုံကျဲခဲ့တယ်လို့ထုတ်ပြောလာပါတယ်။အချိန်ထဲမှာအမေရိကန်ဟာအီရန်အပေါ်နောက်ထပ်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်သွားဖို့ရှိတယ်လို့နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကကွန်ဂရက်ခေါင်းဆောင်တွေကိုပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဒီစစ်စင်ရေးဘယ်လောက်ကြာမလဲဆိုတာသူမသိဘူးလို့ဆိုပါတယ်။သူတို့ရဲ့အဓိကရည်မှန်းချက်တွေကအီရန်ရဲ့တာလက်ပစ်ဒုံးကျည်စွမ်းရည်ကိုဖျက်ဆီးနျူကလ িয়ার လက်နက်မထုတ်လုပ်နိုင်အောင်ရည်ရွယ်တာဖြစ်ပြီးဒါတွေကိုပြီးမြောက်အောင်လှုံ့ဆော်သွားမယ်လို့ဆိုပါတယ်။အီရန်အပေါ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့အီရန်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေလိုနောက်ထပ်ကာလရှည်ကြာပြိပခထွက်လာနိုင်တယ်ဆိုပြီးအမေရိကန်လူထုကြားစိတ်မသက်မသာရှိနေကြပါတယ်။အမေရိကန်သမ္မတထရမ့်ဟာဗြိတိရှဝန်ကြီးချုပ်ကီယာစတာမာအပေါ်အလွန်အမင်းစိတ်ပြတ်မိတယ်လို့ပြောကြားလိုက်ပါတယ်။အီရန်ကိုအမေရိကန်ကတိုက်နေတဲ့စစ်ပွဲအစမှာအိန္ဒိယသမုဒ္ဒရာတွေကဗြိတိန်ပိုင်းစစ်စခန်းတစ်ခုကိုပေးမသုံးတဲ့အပေါ်ထရမ့်ကမကြေမနက်ဖြစ်နေတာပါ။ဗြိတိရှသတင်းစာတွေဖြစ်တဲ့ The Sun နဲ့ The Daily Telegraph တို့ရဲ့အင်တာဗျူးတွေမှာဆာကီယာဟာအချိန်သိပ်ယူလွန်ပြီးအကူအညီမရဘူးလို့မစ္စတာထရမ့်ကဝေဖန်ပြောကြားလိုက်ပါတယ်။ဗြိတိရှဝန်ကြီးချုပ်အကြံပေးတယောက်ကတော့ထရမ့်ဝေဖန်ချက်အပေါ်တုံ့ပြန်ရမှာမစ္စတာစတာမာအနေနဲ့ဆုံးဖြတ်ချက်ချရမှာဥပဒေကြောင်းအရဘောင်ဝင်မှုရှိမရှိဆိုတာနဲ့ဗြိတိန်လူထုအကျိုးစီးပွားအပေါ်အခြေခံရတဲ့အနေအထားတွေမှာရှိတယ်လို့ထောက်ပြခဲ့ပါတယ်။အဆုံးမှာဗြိတိန်ကဒီယေဂိုဂရာစီယာမှာရှိတဲ့စစ်အခြေစိုက်စခန်းကိုအမေရိကန်ကိုအသုံးပြုခွင့်ပေးခဲ့ပြီးအာဏာရှင်အမြင့်ဖြတ်ဖို့ဆိုရင်ဝေဟင်ကနေအပြောင်းလဲလုပ်ရမယ်ဆိုတဲ့ယူဆချက်ကိုသူအယုံကြည်မရှိဘူးလို့ဆာကီယာစတာမာကပြောပါတယ်။အရှိအလယ်ပိုင်းပြည်ပခါကြောင့်ရေနံနဲ့သဘာဝဓာတ်ငွေဈေးဆက်လက်မြင့်တက်နေပါတယ်။ဒီနေ့အင်္ဂါနေ့အစောပိုင်းမှာရေနံစိမ်းတစ်စီးဟာဒေါ်လာ80ရှိပြီးဥရောပမှာသဘာဝဓာတ်ငွေဈေးဟာ3ပုံ1ပုံနီးပါးမြင့်တက်လျက်ရှိပါတယ်။တစ်ချိန်တည်းမှာအီရန်ကလည်းဟော်မုတ်စီလက်ကြားကိုပိတ်ထားပြီးဒီရေလက်ကြားဟာပင်လယ်ကွေ့ဒေသနဲ့အိန္ဒိယသမုဒ္ဒရာကိုဖျက်ဖောက်ထားတာကြောင့်အဲဒီကနေတစ်ကမ္ဘာလုံးသုံးတဲ့ရေနံနဲ့သဘာဝဓာတ်ငွေ9ပုံ1ပုံကိုတည်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ဒီရေလက်ကြားကိုဖျက်သွားတဲ့လောင်စာစီတင်သင်္ဘောတော်များများလည်းပြစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ဒါအပြင်ဆော်ဒီကာတာနဲ့ UAE အပါအဝင်အီရန်ရဲ့အိမ်နီးချင်းနိုင်ငံတွေကရေနံနဲ့သဘာဝဓာတ်ငွေထုတ်စက်ရုံတော်များများလည်းပြစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။လက်တလောဖြစ်နေတဲ့အမေရိကန်အစ္စရေးနဲ့အီရန်စစ်ပွဲကြောင့်အရှေ့အလယ်ပိုင်းက
လေကြောင်းခီးသွားလာမှုအပေါ်အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ဒါပေမဲ့ Emirates လေကြောင်းလိုင်းဟာဒူဘိုင်းကနေပြန်တန်းတဲ့ခီးစဉ်တချို့ပြန်လည်ပြေးဆွဲနေပါပြီ။ပြန်တန်းမှုတော်တော်များများကိုဖျက်သိမ်းထားပေမဲ့ UK ပြင်သစ်ဂျာမနီအီတလီနဲ့ဆွစ်ဇာလန်တို့ကိုသွားတဲ့လမ်းကြောင်းတွေကိုပြန်ပြေးဆွဲနေပါပြီ။ခီးသည်တွေအနေနဲ့လေဆိပ်ကိုသူတို့ဓာတ်ရိုက်ဆက်သွယ်မှုမရမချင်းထွက်မလာကြဖို့ Emirates လေကြောင်းလိုင်းကပန်ကြားထားပါတယ်။တစ်ချိန်ထဲမှာအဘူဒါဘီအခြေစိုက်အီတီဟက်ကတော့သူခီးစဉ်အားလုံးကိုမနက်ဖြန်အထိရပ်ဆိုင်းထားပါတယ်။ကာတာကလည်းလေကြောင်းပိုင်နဲ့ပြန်တန်းခွင့်ပိတ်ထားလို့သူတို့စီကအထွက်ခီးစဉ်တွေကိုရပ်ဆိုင်းထားပါတယ်။တခြားလေကြောင်းလိုင်းတွေဖြစ်တဲ့ Indian Airlines, Indigo နဲ့ Air India Express တို့ကတော့ Saudi နဲ့ Oman တို့ကိုသွားတဲ့ခီးစဉ်တွေကိုအကန့်အသတ်နဲ့ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ပြောပါရရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုMisima TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။အခုတော့သတင်းလွှာတွေလှည့်ပါအရှိအလဲပိုင်းစစ်ပွဲကြောင့်ဟော်မုတ်စီလက်ကြားကိုအီရန်ကပိတ်လိုက်တာကြောင့်73စီမပြတ်လက်အောင်နိုင်ငံအသီးသီးကစူးစမ်းနေကြရပါတယ်အထူးသဖြင့်မြန်မာနိုင်ငံကို73စီအဓိကတင်ပို့နေတဲ့အထက်ထိုင်းနိုင်ငံကလည်းပြည်ပရောင်းချမှုကိုပိတ်ထားပါတယ်ဒီအခြေအနေတွေကြောင့်ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာ73စီပြတ်လက်မှာကိုစိုးရိမ်ပြီးတန်းစီဝယ်ယူမှုတွေရှိလာနေပါတယ်ကိုမောင်ကဆက်ပြောပြမှာပါအီရန်ထိန်းချုပ်ထားတဲ့ဟော်မုရေလက်ကြားကနေဖြတ်တန်းတဲ့ရေနံစိမ်းတွေရဲ့84%ဟာအာရှဈေးကွက်ကိုရောက်ရှိတယ်လို့အမေရိကန်စွမ်းအင်သတင်းအချက်အလက်ဌာန EIA ကဆိုပါတယ်။ဒါကြောင့်အီရန်ရဲ့ပိတ်ဆို့မှုဟာအာရှနိုင်ငံတွေရဲ့စွမ်းအင်ကဏ္ဍအပေါ်ကြီးမားတဲ့သက်ရောက်မှုတွေရှိလာနိုင်တယ်လို့73စီလုပ်ငန်းနဲ့နှီးစပ်သူတွေကပြောပါတယ်။မြန်မာနိုင်ငံမှာရန်73စီရှိတယ်ဆိုပြီးစစ်ကောင်စီကထုတ်ပြောမှုပေမဲ့ဘလောက်ပမာဏဆိုတာကိုတိကျမပြောထားပါဘူး။အချိန်တိုတိုပဲစီပြက်လက်မှုဖြစ်ခဲ့ရင်ရန်စီနဲ့ဖြည့်ရှင်းနိုင်ပေမဲ့စစ်ပွဲကြာလာရင်မြန်မာအတွက်73စီရဖို့ကခက်ခဲမယ်လို့73စီဈေးကွက်လေးလာသူတို့ကပြောပါတယ်။ဟိုဘက်ကလာမယ့်ရေနံကတော့သိမလွယ်ဘူး။စိန်ဝန်းနေတာတဲ့ရေနံလောက်လာကြီးရလဲဆံမှုနဲ့အဲ့ဒါကိုပဲထိန်းကြတယ်။တရုတ်ပြည်ကဒီတက်ကိုလာလို့ဆိုတာလဲဆင်ပြေသူ့မှာလဲသူတရုတ်ပြည်ရဲ့လောက်လာလောက်တာလည်းရှိနေသေးတဲ့အတွက်တို့ဒီကိုလာတဲ့လမ်းကြောင်းကစိတ်တော့မလွယ်တော့ဘူးလို့ယူဆတယ်ပေါ့နော်။ဝယ်တဲ့ဟာကတော့ဆန်နိုင်တဲ့ပြည်ချတော့ဒီတစ်ဖက်တည်းကဝယ်လို့ရပြီလေ။ဘာလဲလို့ဒီတော့ကလည်းအနိုင်ကြီးနဲ့ရမှာလို့မနေ့ကလည်း73စီတင်သွင်းသူတွေကိုစစ်တပ်ဘက်ကအစည်းအဝေးခေါ်ပြီးအရန်စီကိစ္စဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အရန်စီဘလောက်ထားရှိတယ်လဲဆိုတာသိရဖို့စစ်ကော်မရှင်တာဝန်ရှိသူတွေဘက်ကိုမေးမြန်းထားပေမဲ့ညနေပိုင်းအထိပြန်လည်ဖြေဆိုခြင်းမရှိသေးပါဘူး။ကမ္ဘာရေနံဈေးကွက်မှာရေနံစိမ်းတစ်စီဈေးအမေရိကန်ဒေါ်လာ80ကျော်သွားပါပြီ။တိုက်ခိုက်မှုတွေစဖြစ်တဲ့ဖေဖော်ဝါရီ28ရက်ဈေးကွက်ပိတ်လိုက်ကြတဲ့ကဆိုရင်900%ထိဈေးတက်လာတာဖြစ်ပါတယ်။73စီတင်သွင်းတိုလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနဲ့နှီးစပ်သူတို့ပြောပြတာကိုတန်ဆာတို့ပြောပြထားပါတယ်။လက်ရှိအနေအထားမှာတော့အားလုံးဖူလုံတဲ့အနေအထားရှိတယ်။စိုးရင်စရာမရှိပါဘူး။သတင်းထုတ်ပြန်ဖို့လည်းသက်ဆိုင်ရာလူကြီးတွေဆောင်ရွက်နေပါတယ်။တင်မောတွေလည်းပုံမှန်ဝင်နေပါတယ်။နောက်ထပ်ဝင်မဲ့တင်မောတွေလည်းတန်းစီပြီးရှိနေပါတယ်။ထိုင်းမြန်မာနယ်စပ်မြို့တွေဖြစ်တဲ့တာချီလိတ်နဲ့မြောက်ရီမြို့မှာလည်း73စီပြက်လက်မှာစိုးရိမ်ပြီးကြိုတင်ဝယ်ယူသူများလာတာကြောင့်ဆိုင်တွေကအကန့်အသတ်နဲ့ရောင်းချပြီးတချို့ဆိုင်တွေပိတ်တာတွေရှိလာတယ်လို့မြို့ကန်တချို့စီကသိရပါတယ်။ဒီနယ်စပ်မြို့တွေကပြည်တွင်းကလာတဲ့73စီတဲ့ထိုင်းဘက်ကနေတင်သွင်းတဲ့73စီကိုအဓိကအသုံးပြုကြတာဖြစ်ပါတယ်။နယ်စပ်အပြင်နယ်ဘက်ဒေသတွေမှာလည်း73စီပြက်လက်မှာကိုစိုးရိမ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။မြန်မာအနေနဲ့ပြည်ပ73စီတင်သွင်းမှု90%နီးပါးကိုစင်ကာပူကနေတင်သွင်းနေပြီးရုရှားစီကအစိုးရချင်းချိတ်ဆက်မှုနဲ့9%ကျော်ထိုင်းမလေးနဲ့တရုတ်ဘက်ကနေလည်း9%နီးပါးတင်သွင်းမှုရှိတယ်လို့73စီလုပ်ငန်းရှင်တွေကပြောပါတယ်ခင်ဗျာကိုမောင်ဖြစ်ပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်တွေကိုပြီးခဲ့တဲ့လကုန်ပိုင်းကစပြီးစစ်တပ်ကအပြင်းထန်စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့်ရွာပေါင်း30ကျော်ကဒေသခံတွေဘေးလွတ်ရာပြေးနေရပါတယ်။ပလဲနယ်တွေက BNRA အဖွဲ့ခေါင်းဆောင်ဘိုးနဂါစစ်ကော်မရှင်တပ်တွေစီလက်နက်ချခဲ့ပြီးတဲ့နောက်အခုလိုစစ်ကြောင်းထိုးစီးနင်းတိုက်ခိုက်နေတာဖြစ်ပြီးနှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေရှိတဲ့အကြောင်းကိုကျော်စရာကပြောပြပေးမှာပါ။ပလဲမြို့နယ်တွေကိုစစ်တပ်ဘက်ကမြေပြင်စစ်ကြောင်းတွေရောလေကြောင်းပုံကျဲမှုတွေပါဇက်တိုက်လုပ်နေတာ၄ရက်လောက်ရှိနေပြီတောင်းနဲ့ချီတဲ့ဒေသခံတွေဟာဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ပလဲမြို့နယ်ပအဖအဖွဲ့ဘက်ကပြောပါတယ်၄ရက်အတွင်းဒေသခံကာကွယ်တပ်တွေနဲ့ပါတိုက်ပွဲတွေဖြစ်နေပြီးနှစ်ဖက်စလုံးထိခိုက်ကြဆုံးမှုတွေရှိတယ်လို့တော်လိုင်းတပ်တွေဘက်ကပြောပါတယ် BNRA ကောင်းဆောင်ဘိုနဂါစစ်တပ်စီလက်နက်ချပြီး10ရက်အကြာဖေဖော်ဝါရီလကုန်ကစပြီးအပြင်းထန်စစ်ကြောင်းထိုးလာတာလို့ဆိုပါတယ်လက်ရှိစစ်ကြောင်းထိုးခံနေရတဲ့ရွာတွေဟာဘိုနဂါနဲ့သူ့အဖွဲ့တွေလှုပ်ရှားခဲ့တဲ့နေရာတွေဖြစ်တယ်လို့ဒေ
ဒေသခံတဦးကပြောပါတယ်နေခဲ့တဲ့ရွာတွေပေါ့သူကျင်လေခဲ့တဲ့ရွာအဲ့ဒီရွာတွေဘက်ကိုပဲစစ်ကြောင်းထိုးနေတာသူစစ်ကြောင်းတစ်ကြောင်းတောင်တစ်ကြောင်းမြောက်ဘက်တစ်ကြောင်းခွဲဆက်တော့အခုကမြောက်ဘက်ပေါ့နှစ်ဖက်တိတိုက်ပွဲပြီးတော့ကျတော့နောက်ထပ်မျိုးဆောင်ကလည်းထပ်ပြီးတော့အင်အားထပ်ချတယ်တဲ့မနေ့ကပေါ့လေစားကစားဘုံတွေပါချတယ်လေလက်တိုက်ကျပလဲပြနဲ့တဝိုက်ပေါ့အေးထဲတွေကိုအလုံး40လောက်ပေါ့မတ်လ3ရက်ဒီကနေ့ညနေပိုင်းထိအဲ့ဒီရွာတွေဘက်ကိုလေရင်တွေအပြင်စက်တက်လေဒီတွေနဲ့ပါဘုံကျဲနေတာဖြစ်ပါတယ်မနေ့ညနေပိုင်းကစက်တက်လေဒီပေါ်ကနေအငွေ့ပါတဲ့ဘုံနဲ့ကျဲခဲ့တာကြောင့်ကာကွယ်အဖွဲ့ဝင်တချို့နဲ့ဒေသခံတချို့ခေါင်းမူတာနဲ့အော့အန်နာတွေရှိခဲ့တယ်လို့လည်းဒေသခံတွေကပြောကြပါတယ်ဒါနဲ့ပတ်သက်လို့ BBC အနေနဲ့တီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးမြေပြင်အခြေအနေနဲ့ပတ်သက်ပြီးပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတူပြောတာကကျွန်တော်တို့ယာယီစစ်ဆောင်နေနေဆိုရင်ခုတော့တင်းတင်းနာရ9000လောက်ကိုရှိတယ်ပေါ့နော်ရွာပေါင်း30ကျော်လောက်ပေါ့နော်ဒီကြောင်းဝင်နေတဲ့ရွာတွေမှာရောစစ်ကြောင်းနဲ့အနီးမှာရှိတဲ့ကြေးရွာတွေရောဆိုရင်ဒီပူရွာကိုတို့ပြဝင်လာမလားဆိုပြီးရှောင်းနေဟာတွေရောတချို့ပြန်ဝင်လို့ရတဲ့ရွာတွေကတော့ဝင်နေပြီသို့တော့ဒီကြောင်းပြန်လာနိုင်တယ်ဆိုတော့ဆိုရင်စိတ်တွေနဲ့တော့အထုပ်ပိုးပြင်ပြီးတော့မှတတိယအနေထားစောင့်နေရတာတက်ချက်ခံရတာတော့မရှိသေးဘူးဖမ်းဆီးခံရတာတွေတော့ရှိတယ်ဗျဒီပလဲနာထွက်ကြတဲ့ကောကတစားကန်ဖမ်းဆီးသွားတာတွေရှိတယ်ဗျဖမ်းဆီးခံရတဲ့အရေးအတွက်နဲ့နှစ်ဖက်သေဆုံးအရေးအတွက်အတိအကျကိုတော့ကာကွယ်တပ်တွေဘက်ကသေချာမသိသေးဘူးလို့ဆိုပါတယ်အရင်ကပလဲမြို့နယ်ထဲမှာ NUG လက်အောက်ခံပလဲမြို့နယ်ကာကွယ်တပ်တွေအပြင်ဘုံနဂါဥဆောင်တဲ့ BNR အဖွဲ့ပါလှုပ်ရှားခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ18ရက်နေ့မှာဘုံနဂါကစစ်တပ်စီမှာလက်နက်ချသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာကိုကျော်စရာဖြစ်ပါတယ်မြန်မာနိုင်ငံကနေပထမဆုံးသောအာကာသယာဉ်မှုရွေးချယ်ရေးနဲ့တင်နန်းပို့ချရေးအတွက်ရုရှားကကူညီမယ်လို့ရုရှားအာကာသအေဂျင်စီကထုတ်ပြန်ခဲ့ပါတယ်။အာကာသယာဉ်မှုအပြင်အာကာသဆိုင်ရာနည်းပညာတွေကိုပါရုရှားဘက်ကနေကူညီလှုပ်ဆောင်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။အာကာသယာဉ်မှုရွေးချယ်တင်နန်းပေးမှုကိစ္စတွေနဲ့ပတ်သက်လို့ကိုမိုးမြင့်ကဆက်ပြောပြမှာပါ။အာကာသနည်းပညာနဲ့ပတ်သက်ပြီးမေမေရရပြစရာမရှိသေးတဲ့မြန်မာနိုင်ငံအတွက်အခုအခါရုရှားဘက်ကနေအာကာသယာဉ်မှုတူကိုရွေးချယ်ပြီးလေ့ကျင့်သင်ကြားပေးမယ်လို့ပြောခဲ့ပါတယ်။အာကာသနည်းပညာနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေအတွက်ရုရှားအာကာသအေဂျင်စီနဲ့စစ်ကော်မရှင်ရဲ့မြန်မာအာကာသအေဂျင်စီတို့ဖေဖော်ဝါရီ26ရက်နေ့မှာသဘောတူညီခဲ့ကြတာပါ။ဂျိုရုလွတ်တင်ရေးအပါအဝင်အာကာသဆိုင်ရာလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ရေးမြန်မာအာကာသအေဂျင်စီကိုပြီးခဲ့တဲ့နှစ်ဇွန်လ1ရက်နေ့မှာစစ်ကော်မရှင်ကဖွဲ့စည်းခဲ့ပါတယ်။မြန်မာအာကာသယာဉ်မှုတူပေါ်ထွက်လာဖို့ရုရှားနဲ့ပူးပေါင်းလှုပ်ဆောင်တဲ့အခြေအနေပေါ်တင်နင်္ဂမဟာဗျူဟာလေ့လာရေး Institute အမှုဆောင်ဒါရိုက်တာဦးသိန်းထွန်းဦးက BBC ကိုအခုလိုပြောပါတယ်။နိုင်ငံတကာအာကာသစခန်းကိုတွားနေတဲ့လမ်းကြောင်းမှာလည်းဒီရုရှားရဲ့ခုနဆိုယုဒုံးမြန်တွေကိုပဲအသုံးပြုတော့ဒီအနောက်နိုင်ငံကအာကာသယာဉ်မှုတွေတောင်ပို့ဆောင်နေကြစေ။ဆိုတော့ကတော့ရုရှားနည်းပညာသည်တချို့ပြောလို့ပေါ့တိတ်တော့ဟို transfer ဖြစ်ဘူးပုံစံဆက်လက်ပါမဖြစ်ဘူးလို့ဆိုရင်လည်းသူဒီလည်းသုံးဝင်နေတဲ့နည်းပညာတစ်ခုဖြစ်တယ်။အာကာသအတွေ့အကြုံလည်းအများကြီးရှိတယ်။အခုလိုအာကာသယာဉ်မှုတယောက်အတွက်လေ့ကျင့်သင်ကြားပေးဖို့အချိန်9နှစ်ကနေ10နှစ်အထိကြာနိုင်တယ်လို့စစ်တပ်အရာရှိအရာခံဟောင်းတချို့စီကနေသိရပါတယ်။အဲ့ဒီလိုရွေးချယ်ရမှာလဲစစ်တပ်ထဲကနေရုရှားမှာပညာတော်သင်သွားနေတဲ့အထက်ကပဲဖြစ်နိုင်တယ်လို့စီရီယန်ဗိုလ်ကြီးစင်ရောက BBC ကိုပြောပါတယ်။အာကာသယာဉ်မှုတူကိုလေ့ကျင့်ပေးတာနဲ့နိုင်ငံတကာအာကာသစခန်းအထိပို့ဆောင်ပေးရတဲ့စရိတ်ဟာအမေရိကန်ဒေါ်လာတန်100အထိတောင်ကုန်ကျတတ်တယ်လို့သိရပါတယ်။အခုပူးပေါင်းလှုပ်ဆောင်မဲ့အာကာသယာဉ်မှုကိစ္စအပြင်အာကာသနည်းပညာတွေအကောင့်ထဲပေါ်ရေးကဘယ်လောက်ဖြစ်မြောက်နိုင်ပါသလဲ။စီရီယန်ဗိုလ်ကြီးစင်ရောသုံးသပ်တာကစစ်ဗိုလ်ချုပ်တွေပေါ့နော်စစ်ကောင်းဆောင်တွေအဆက်ဆက်မှာစိတ်ကူးရင်ခဲ့တဲ့အခုနျူကလ িয়ার အပါဝင်ဂျိုရုနဲ့အာကာသနည်းပညာဆိုင်ရာတွေကိုသူမျိုးစိချခဲ့တယ်ပေါ့အဲ့လိုပုံစံမျိုးလောက်ပါပဲတကယ်မှာတော့လက်တွေ့မကြနိုင်ပါဘူးငွေကြေးလဲလိုက်နိုင်မဲ့အနေအထားမျိုးတော့မရှိပါဘူးဒါပေမဲ့ဒီလူတယောက်အနေနဲ့ပါသွားတဲ့ပုံစံမျိုးပေါ့နော်ဒီအနေအထားမျိုးလောက်ပဲရှိကောင်းရှိနိုင်တယ်မြန်မာနဲ့ရုရှားအကြားအာကာသယာဉ်မှုလေ့ကျင့်ပေးရေးအပြင်ကမ္ဘာလုံးဆိုင်ရာဂျိုရုလမ်းညွှန်ရေးစနစ်ရဲ့အချက်လက်တွေကိုစုဆောင်းတဲ့စခန်းကိုပါမြန်မာနိုင်ငံမှာထားရှိဖို့သဘောတူထားတယ်လို့ရုရှားဘက်ကထုတ်ပြန်ပါတယ်။ဒါအပြင်ကမ္ဘာမြေနဲ့အနည်းဆုံးအာကာသထဲမှာအန္တရာယ်ရှိတဲ့အခြေအနေတွေကိုအလိုအလျောက်သတိပေးတဲ့စနစ်ဖြစ်တဲ့အာကာသတွေကအရာဝတ္ထုတွေကိုခြေရာခံတဲ့စခန်းထားရှိနိုင်ရေးတို့လည်းပါဝင်တယ်လို့ဆိုပါတယ်။အဲ့ဒါကိုတော့မြန်မာနိုင်ငံလေကြောင်းနဲ့အာကာသပညာတက္ကသိုလ်နေရာတွေမှာပဲအဲ့ဒီစခန်းတွေထားရှိမှာဖြစ်တယ်လို့ရုရှားအာကာသအေဂျင်စီရဲ့ဖေဖော်ဝါရီ26ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။မြန်မာနိုင်ငံသားအာကာသယာဉ်မှုရွေးချယ်ရေးနဲ့တင်နန်းပို့ချရေးအကြောင်းကိုမိုးမြင့်ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။